ဒီတစ်ခါတော့ contract management နဲ့ပတ်သက်တဲ့ဒီဘုဒ္ဓတော်လေးကိုဒီ Excel အသုံးပြုပြီးတော့ဗောနော် formula တွေအသုံးပြုပြီးတော့ဝင်မဲ့ပြေးသွားမှာပဲဖြစ်ပါတယ်ဗောနော် Okay ပထမဆုံး Excel ကိုသွားရအောင်ဒါကတော့ဒီလူချင်းမျိုးမြင်တွေ့ရတဲ့အတိုင်းပဲ start date contract ရဲ့ start date ရှိမယ်ပြီးတော့ contract ရဲ့တက်တန်ဗောနော်တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်အဆင်ပြေတော့အဲ့လိုမျိုးရှိတယ်နောက်ပြီးတော့ဒီ contract renewal date ကဘယ်နှစ်ဖြစ်မလဲအဲ့ဒီနေ့မရောက်ခင် contract ကဒီတက်တက်ကိုဘယ်လောက်ကျန်သေးလဲဆိုတဲ့ဟာတွေကိုရဲ့နောက်ပြီးတော့ contract ရဲ့အခြေအနေကဘယ်လိုရှိလဲ expire ဖြစ်သွားပြီလား active ဖြစ်နေသေးလားနောက်ပြီးတော့ expire ဖြစ်တော့မှာလားဆက်ရှိတဲ့ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေကိုကျွန်တော်သုံးသပ်လို့ရအောင်ဒီလောက်ပြတ်သွားမှာပဲဖြစ်တယ်ပေါ့နော် okay for example ကျွန်တော်တခုလုပ်ကြတရက်တလား2026ပဲထားပါနော် okay အဲ့လိုမျိုးထားလိုက်မယ်ပြီးရင်ဒီ contract တက်တန်ကိုလည်း2နှစ်လောက်ကျွန်တော်စမ်းထားကြည့်လိုက်မယ်ပြီးတော့ day ကဘယ်လောက်ကျန်မလဲပေါ့နော်ဒီဟာကိုokay day ဒီ contract တက်တန်ဘယ်လောက်ကျန်သေးလဲဆိုတော့မတွက်ခင်မှာကျွန်တော် contract renewal date ရအောင်ကျွန်တော် in တွက်မယ်ပေါ့နော်ကျွန်တော် e date နဲ့e date နဲ့ကျွန်တော်တွက်လို့ရမယ် e date ကဒီ last date ပေါ့နော်အချိန်ဘယ်လောက်ကြာသွားလဲဆိုတော့ကျွန်တော်ဒီမျိုးနဲ့တွက်ချက်လို့ရတယ် e date က start date ကနေဒီခုန contract ရဲ့ term ကို12လနဲ့မြောက်ပြီးတော့ကျွန်တော်ဒီအဖြစ်ဖော်တဲ့နေ့ပေါ့နော်ဆိုတဲ့အခါကျတော့ e date last date ကိုယူမယ် start date ကတော့ဒီ date ဖြစ်ပါတယ် contract started date နောက်ပြီးတော့ contract ကာလကဒီ2နှစ်ပေါ့နော်2နှစ်ကိုသူနားလဲအောင်12လနဲ့မြောက်ပေးလိုက်မယ်ဆိုတဲ့အခါကျတော့ဒါဒီရက်ပေါင်းဒီလောက်ဒီလို data တွေထွက်လာတယ်ပေါ့နော်ဒီလို data တွေထွက်လာတဲ့အခါကျတော့ထွက်လာတဲ့ data တွေကိုကျွန်တော်တို့ဒီခုန format နဲ့ပြန်အုပ်လိုက်ရင်ဒါဆိုတရက်တလ2028မှာဒီ contract ဒီတက်တန်းကုန်မှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီသူ့ရဲ့ contract data ကိုလည်းကျွန်တော်ကြည့်အောင် contract data ဘာလောက်ထားလဲဆိုတော့ဒီကြံတဲ့ရက်တွေပေါ့နော်sorry ဒီကြံတဲ့ရက်ကိုလည်းအရင်တွက်ရအောင်မယ်ဆိုတော့ today နဲ့ဒီကြံတဲ့ရက်ကိုကျွန်တော်တို့ကတွက်မယ် okay so ကြံတဲ့ရက်ကိုလည်းဒီလိုမှနဲ့အများချင်းtoday အများချင်းဒီနေချေဒီကောင်မနဲ့ TODAY today ပေါ့နော် today date today date ကတော့ယနေ့ date ကိုပြောတာပေါ့နော်ဒီကနေ့ရက်ကိုပြောတာပါဒီ today date ဆိုတော့ကမိနစ်ဖြန်ရက်သွားရင်လည်းမိနစ်ဖြန် date ဖြစ်သွားမှာပေါ့နော်တပတ်ခါဆိုရင်လည်းတပတ်ခါ date automatic ပြောင်းသွားမယ်ဆိုတဲ့အခါကျတော့အဲ့အခြေအနေရက်တိုင်း automatic ပြောင်းမှဆိုတော့ဒါအဆင်ပြေတယ်ပေါ့နော် face မဟုတ်ပါဘူးformat date format ဖြစ်နေတယ်ရ is okay format နဲ့အုပ်ပြလိုက်မယ်ဒီလိုမျိုးဖြစ်သွားမယ် okay 2နှစ်လောက်ကြာနေသေးတယ်26မှာချုပ်တာဆိုတော့လေ26 29 28နှစ်စာချန်တယ်ပေါ့နော် okay ဒီမှာကဒီ contract ရဲ့ status ကိုအခြေအနေ3မျိုးနဲ့လောက်ထားလိုက်ပေါ့နော် okay ၍ဒီ contract ဒီဟိုပါပေါ့နော် remaining day level ပေါ့နော် contract ရဲ့တက်တန်းကရက်ဘောနော်3ညအောက်ဆိုရင်တော့ဒါ contract က expire ဖြစ်သွားပြီဆိုပြီးတော့ expire ဆိုတဲ့ situation တစ်ခုနဲ့ကျွန်တော်ချုပ်တယ်နောက်တစ်ခုကနောက်အခြေအနေတစ်ခုက contract တွေရက်30အောက်ဆိုရင်တော့ဒါဟာ contract ကိုrenew ပြန်လုပ်ရတော့မယ် contract ဟာမကြခင် expire ဖြစ်တော့မှာဖြစ်ပါတယ်ဆိုပြီးတော့ notification ဒီလိုမျိုးပြတာရဲ့အကယ်၍အဲ့ဒီအခြေအနေနှစ်ခုလုံးမှမဟုတ်ဆိုရင်တော့ contract ကအဆင်ပြေတယ် AACC ပဲရှင်းနေလုံးပဲပေါ့နော် active ဖြစ်နေတယ်လို့ကျွန်တော်တို့အခြေအနေ3မျိုးနဲ့ဖော်လို့ရပါတယ်ကျွန်တော်ထပ်မရေးတော့ပါဘူးဆွဲချလိုက်ရင်ဆိုရင်ဒီလိုမျိုးအခြေအနေရှိတယ်ပေါ့နော် okay ဒါဆိုရင်တစ်နှစ်လောက်နဲ့ပဲလုပ်ရင်ရောကိစ္စလည်းမရှိဘူးတစ်နှစ်လည်းဟိုရတယ်အဲ့ဆိုရင်ဟိုတစ်နှစ်ဆိုတော့ 0.1 ဆိုရင်တစ်လလောက်ပဲနဲ့တူတယ်အခါမှာ 0.1 ဆိုရင်တစ်လလောက်ပဲဖြစ်တော့မယ်အဲ့ဆိုရင်တော့ဒီဟာပေါ့နော်တရက်တလ2026ကိုတရက်2လ26မှာပြီးမယ်ဒါဆိုရင်2လပိုင်း26ရက်နေ့ဆိုရင် contract ကုန်တော့မယ်ဒါဆိုရင်မကြခင်မှာ expire ဖြစ်တော့မယ်ပေါ့နော်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ contract management ကိုလုပ်လို့ရပါတယ်လွယ်ကူရိုးရှင်းပါတယ်ကျမ်းမာချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ဗျာ